ကင်မရာရှေ့မှာပတ်စံအထက်ကလေးကိုင်းပြီးတော့နော်ခက်ချောချောလေးရက်နေကောင်းမလေးတယောက်ကနေခမရတို့ပြောလိမ့်နော်ကင်မရာရှေ့မှာပတ်စံအုပ်လိုက်ကြီးကိုင်းပြီးတော့ခက်ချောချောလေးရက်နေကောင်းမလေးတယောက်ကခမရတို့ပြောလိမ့်ဘာပြောမလဲသိလားဒီပတ်စံအထုတ်လိုက်ကကျမတရက်ဝင်ငွေပဲရှိတယ်ဒါကိုဘယ်ကရှာလဲဆိုတာသိသလားမကြီးမှာနော်ပင်မမလုပ်စရာမလိုဘူးဘာမှလည်းအရင်နှိထည့်စရာမလိုဘူးအရင်လွယ်လုံးသွားကြီးလို့ပြောပြရင်တော့ယုံမှာမဟုတ်ဘူးဆိုရယ်ဇလန်းကနေစပြီးခမရတို့မြူဆိုတော့အဲ့ဒီကနေဇလန်းစတော့တာပဲနော်အဲ့ဒီမှာဘယ်သူတွေစလာလဲဆိုတော့အင်တော်ရှင်မျိုးသမီးပေါ့အများသောအားဖြင့်အင်တော်ရှင်မျိုးသမီးတွေအများသောအားဖြင့်အဲ့လိုဥစားမျိုးတွေလှုပ်ချင်ကြရပေါ့ဗျာယောက်ျားကိုတိတ်ပြီးတော့အာမကိုချင်ကြဘူးသူတို့ကသူတို့လည်းလုံနိုင်ပါဆွမ်းနိုင်ပါပေါ့နော်အဲ့လိုမျိုးနဲ့လူလေကြီးတွေပေါ့ဗျာလူလေကြီးတွေတက်လို့တတ်ကြတာပေါ့နော်အင်တော်ရှင်မျိုးသမီးကသူတို့ကိုလေပါပြုတ်ရဲဆိုတဲ့သဘောမျိုးနဲ့ပေါ့အဲ့ဒီခက်ကြောကြောနဲ့မျိုးသမီးကအဲ့လိုကြောညာသွားအောင်ဟာပတ်စံလက်ထဲမှာကြီးလိုက်တော့လေ50သိန်းတုပ်လောက်ဆောက်လို့ရှိဒါကိုတရက်ထဲနဲ့ရှာတယ်ဘလို့ရှာတယ်လဲပေါ့လူတွေစိတ်ဝင်စားကြတာစိတ်ဝင်စားတော့သူကမေးကြအမှသူကဆက်ပြောပြန်ဟုတ်တယ်ကျမဒီ software နှစ်ခုလေးကနေပြီးတော့ကျွန်တော်ပတ်စံရှာတာတရက်ကိုအဲ့လောက်50သိန်းလောက်ရတယ်အမေကလည်းခြံဝဲပေးပြီးသွားပြီကျမလည်းရွှေဒီပါကြီးဆင်းထားတယ်ဘာညာခွိကွာပေါ့300 400 500ဘုတ်လောက်ရှိတယ်ဒီလိုမျိုးတွေတော်ကီဖုတ်တော့အောက်ကလူတွေတေးတဲများများကြာနေအလုပ်ကလည်းဘာမှမမေရမလုပ်ရဘူးပတ်စံလည်းအလကားနေနဲ့ဝင်မယ်ဝင်တဲ့ပတ်စံလည်းကြီးအောင်နေတာမဟုတ်ဘူး50သိန်းလောက်ရှိတယ်အဲ့ဒါဆိုတော့မေးပြီပေါ့ဘာလုပ်ကြတာလဲပေါ့အဲ့မှာစဆရာမကင်ပြီပဲနော်ဒီ app နှစ်ခုရှိတယ်အဲ့နှစ်ခုဝင်ပြီးအကောင့်ဖွင့်ရမယ်အကောင့်ဖွင့်ပြီးဝင်ရမယ်အဲ့လိုအကောင့်ဖွင့်ပြီးဝင်တဲ့အခါကြလို့ရှိရင်သူ့ကိုပြောပြီးဝင်ရမှာသူပေးတဲ့ကုတ်နံပါတ်နဲ့ဝင်ရမှာအဲ့ဒါကိုဘာခေါ်လဲဆို promo code လို့ခေါ်တယ်နော်ကျွန်တော်သိတဲ့တော့က promo code ပေါ့ဗျာဒါဥပမာ agent ပေါ့ agent ပေါ့အကောင်မလေးကသူ agent အကောင့်ဖွင့်လာတာသူ့ရဲ့ agent အကောင့်ငင်းရှိအဲ့ဒီဥစ္စာနဲ့ဝင်ရရအဲ့ဆိုရင်အဲ့ဒီဝင်တဲ့အကောင့်ရဲ့ member သူ့ကြီးရောက်သွားမှာတဘောကအဲ့လိုမျိုးပေါ့နော် agent ပုံစံမျိုးပေါ့ promo code ပေါ့နော်အဲ့လိုမျိုးဝင်လိုက်တဲ့အခါကျတော့ဘာဖြစ်မလဲဆိုတော့ဆက်ဆက်လာရင်သူကပြောပြလိမ့်မယ်သူကခင်ဗျားကိုတေချာရှင်းပြနော်အားပါတေချာရှင်းပြတာနာဒီ software ရဲ့အလုပ်လုပ်ပုံမှာအစအကုန်လုံးရှင်းပြဒီ software ကပတ်စံ10သိန်းပြည့်လို့ရှိရင်နော်တသိန်းကိုဒီ software မှာရှိရ point 3သိန်းကို$ရတယ်10သိန်းဆိုရင်$10ရမှာ$ကို$4500ကျော်ပဲထားပါဦးဗျာ$10ဆိုနော်ဘာလုပ်ပြရမလဲဆိုတော့ဘာမှထူထူလုပ်ကြမလို့